ပေါင်တန်း80ပေးပြီးခေါ်ဖို့တကယ်ရောလိုအပ်လို့လားညီကိုတွေအားလုံးပဲမင်္ဂလာပါဗျာ United ဇုံကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျဒါလော့ဗီလာအသင်းဘက်ကနေပြီးတော့ထွက်ပေါ်လာတဲ့သတင်းတွေအရ United ဟာ Morgan Roger ကိုခေါ်ယူဖို့အတွက်အလေးနဲ့စိတ်ဝင်စားနေတာအမှန်ပဲလို့သိရပါတယ်ဗျဒါပေမဲ့ပြဿနာကဗီလာအသင်းတောင်းဆိုမဲ့ပြောင်းရွှေ့ကြီးကပေါင်တန်း80ဝန်းကျင်နဲ့အများဆုံးတန်း90လောက်ထိရှိနေတာပါဒါအပြင်သူ့ကိုလိုချင်နေတဲ့အခြားအသင်းကြီးတွေကလည်းရှိနေတာကြောင့်မလို့ပြိုင်ဆိုင်မှုကအရန်ကိုပြင်းထန်နေတယ်ဗျဒီနေရာမှာကျွန်တော်တို့တေချာစဉ်းစားရမှာကနေရာချထားမှုအပိုင်းပါပဲ Morgan Roger ကကွင်းလယ်တိုက်စစ်နေရာဖြစ်တဲ့နံပါတ်10နေရာမှာအကောင်းဆုံးကစားတိုင်တဲ့သူဖြစ်ပြီးတော့ဘယ်တောင်မှန်နဲ့ Force 9နေရာတွေမှာလည်းကစားနိုင်ဆိုတာရှိပါတယ်ဒါပေမဲ့လည်း United ရဲ့နံပါတ်10နေရာမှာကတော့အသင်းကောင်းဆောင် Bruno Fernandes ကအပိုင်နေရာယူထားပြီးသားပါဒါကြောင့်ပေါင်တန်း80ကျော်ပေးပြီးခေါ်ယူမဲ့ကစားသမားတယောက်ကိုသူ့ရဲ့အကောင်းဆုံးနေရာမဟုတ်တဲ့နေရာတွေမှာရှောက်ရွှေ့ပြီးတော့ကစားခိုင်းတာမျိုးကအသင်းရဲ့တည်ငြိမ်မှုနဲ့ကစားသမားရဲ့စွမ်းဆောင်ရည်တွေကိုထိခိုက်စေပါတယ်ဗျကျွန်တော်တို့အသင်းမှာပြီးခဲ့တဲ့အရာတွေကအဓိကကြုံတွေ့နေခဲ့ရတဲ့ပြဿနာကတောင်မန်နီစီကနေတိုက်စစ်မှုဆက်စကိုစီကိုအဆုံးဖြတ်တင်ဘောတွေတေချာမပို့ပေးနိုင်တာပါပဲကျွန်တော်အမြင်ရတော့ဆက်စကိုကအမြင်ဘောတွေမှာအရန်ကောင်းတဲ့တိုက်စစ်မှုဖြစ်လို့ United အနေနဲ့အခုချိန်မှာနေရာဆုံးကစားနိုင်တဲ့ကစားသမားမျိုးကိုပတ်သက်အများကြီးပေးပြီးတော့ရှားနေမယ်အစားဘယ်နောက်ကလူစစ်တယောက်နဲ့ Sesco ပန်ပိုးပေးနိုင်မယ်အရန်တိုက်စစ်မှုစစ်တယောက်စီကိုပဲအဲ့ဒီပေါင်တန်း80ကိုခွဲပြီးတော့ရင်းနှီးမြှုပ်နှံတင်တယ်လို့ပဲကျွန်တော်ကထင်ပါတယ်ဗျဒီကိုတော့ Aston Villa က Morgan Roger ကိုပေါင်တန်း80ကျော်ပေးပြီးတော့ United တကယ်ပဲခေါ်ယူဖို့လိုအပ်တယ်လို့ထင်လားဒါမှမဟုတ်လို့ရှိရင်အဲ့ဒီပတ်စံကိုဘယ်နောက်ခံလူနဲ့တိုက်စစ်မှုနေရတဲ့အတွက်ပဲခွဲတုံတင်တယ်လို့မြင်လားဆိုတာကိုကိုမန်မှာဝင်အောင်ဆွေးနွေးပေးသွားကြပါဦးဗျာ